ဒီလောတဲ့အရင်တစ်ချက်ရိုက်လိုက်တစ်ချက်နည်းနည်းအစုံနာလေးရိုက်လိုက်ဒီချာရိုက်နော်မပြရော့အကျူထဲတဲ့အိတ်လေးကျူထဲတဲ့အိတ်လေးကျုံတိုက်ရက်နေရောချုပ်ထားတာအဲ့နော်အနည်းဒီမှာကျုံဒီမှာအမေဒါကတော့နော်ဒီမှာပဲသုံးလို့ကောင်းမှာအကျွေထဲလို့ရတယ်ပြီးတော့တော့တွေပါထဲလို့ရတာပေါ့အိုးကျုံထဲမှာလည်းတကန့်ပါလေးထဲမှာလည်းတကန့်ပါလေးလာလိုက်တာလေးဒါဟာပါအဆိုင်ကွန်ကျဲอันนี้อันนี้ฝั่งโน้นมาย้อนနေလို့မကြည့်အမျိုးလေးကြီးကျမအဲ့လိုမဲတူတူရောင်လေးကြိုက်တာအဲ့လိုမဲတူတူရောင်လေးမှာစစ်ကလေးကလည်းကောင်းနေရောကျုံအထဲကလည်းတက်ရက်နေရောအိုးအားရမ်းပြောနေတော့အဲ့ဒါတစ်ခုနော်ဒီဘက်ဝိုင်းကွာမကြည့်ဟာญี่ปุ่นเนาะဟာญี่ปุ่นနဲ့ဂျပန်စလေးနဲ့ချုပ်ထားတယ်ဒီမှာကျုံဘေးမှာလေးလည်းတက်ရက်နေရောကျုံချုပ်ထားတာအိုးလက်ရတော့ပထမတန်းရှင်းဒီမှာส่วนมากจะเป็นผ้าญี่ปุ่นဒီမှာကြည့်ဒါလေးကအပန်းရောင်နော်မအသေးစစ်လေးလည်းပါတယ်ကျမဆိုတော့ဒီညမှာပတ်စံနေထဲတယ်အကျွေဒီပေါ့20တို့100တို့ပြီးရင်ဆိုဒီမှာကျတော့ကျမအကျွေစီးထဲတယ်ဒီမှာကျတော့ကတ်လေးတွေထဲတယ်ဒါကတော့ထိုင်းမှာသုံးရင်တော့တော်တော်လေးအဆင်ပြေပါတယ်ဒီအိတ်ကလေးတွေကအဲ့ဒါလူချင်းတဲ့လူရှိရင်ပြန်အောင်ပြီးချင်လို့ပါဝယ်လာခဲ့မယ်နော်ဒီမှာကြည့်လိုက်ပါဦးအញ្ញောင်းကိုလာပါတယ်အញ្ញောင်းမှတစ်လုံးချင်းတိချာရိုက်ပြီးပြမယ်နော်ပြီးသေးပါဦးဒါကလည်းကြီးတဲ့အိတ်အနိဆိုင်ထိုးလက်စားတိုက်ပေါ့สไปเดอร์ใหม่ဆိုင်ထိုးလက်စားတိုက်နော်ဒါလေးရဲ့ကြတော့ဖုံးလဲထည့်လို့ရတယ်ဒါဖုံးပါလားဖုံးလဲထည့်လို့ရတယ်ပြီးတော့မှထည့်ပြမယ်နော်ဖုံးလဲထည့်လို့ရတယ်ပြီးတော့ပစာအိတ်တွေရောကတ်တွေရောအကုန်ထည့်လို့ရတယ်အနိပိုင်းထက်လိုက်ခါ350ဇီးတော့နည်းနည်းကြီးရဲ့350နော်350အဲ့ဒါလေဒီမှာကြည့်အလေတစ်ကြောင်းလေးပါတယ်ကြိုက်တယ်ကျမတော့ဝယ်အောင်မှပဲဒါလေးဒါ350အိတ်ကတော့မီဘိုင်းလီယိုဟင်ဘိုင်းလီယိုขนาดนี้มီဘိုင်းလီယိုอันนี้บอกมันไซส์ไม่เท่ากันมันไม่มีไซส์ชอบไซส์นี้อันนู้นป่ะตอนนี้เล็กเลยอันนี้ป่ะเท่ากันไหมเท่ากันนะแต่ว่ามันคนละแบบอันนี้มันจะเป็นแบบเสื้อที่ยุ่งဒါလေးကတော့နည်းနည်းလေးတကန့်ကလေးတကန့်ပါတယ်ဒီမျိုးပေါ့နော်ဒါမဲ့ basic ပါတယ်သူကဒီမှာလဲအဆန်လေးပါထည့်လို့ရနော်အကျွေးပါထည့်လို့ရဒီဥစ္စာကြီးတော့ကျွန်မဟိုတစ်ခါပြလို့ပဲဖုန်းနဲ့ပြောရမယ် sorry မျက်မှန်ထဲတဲ့အိတ်ကျယ်ကြီးလေးတတ်ထားတယ်မိုက်မျက်မှန်ထဲတဲ့အိတ်ပါအနည်းဘိုက်ထလိုက်နော်စိုက်ဝဲနော်อันนี้120120ပြီးတော့မှတော့ထဲတဲ့ဟာလေးတော့ထဲတဲ့ဟာဒီမှာတော့ဒီမှာထဲမယ်ပြီးရင်ဒီမှာဆွဲဒီမှာပိတ်တော့တိန်တဲ့ဟာလေးပေါ့အဲ့ဒါလိုလေးပေါ့နော်ပေါ်ဒူစီဒမ်ခိုင်းနေဒါလေးကတော့အလတ်มีใบเดียวတစ်လုံးပဲရှိရတဲ့แต่ว่ามาใส่โทรศัพท์ก็ไม่ได้เป็นกระเป๋าสตางค์ဒါတော့ဖုန်းထည့်လို့မရအောင်เนี่ยอันนี้ได้တရားတော့အကုန်လုံးဖုန်းထည့်လို့ရတယ်အပေါ်မှာအိတ်ကလေးလည်းရှိသေးတယ်အိတ်ကြီးတွေအုတ်ထုပ်လည်းရှိရတော့ခေါ်သူဝေါ့หน่อยခေါ်သူမော့หน่อยအိုးဒါတော့ဟွာပေါ့ပါလဲဖင်းသမီးတော့အကြိုက်ပါလဲချက်တစ်ကွက်ဒါလေးလာတယ်ထက်လိုက်ခါ250ဒါလေးမိုက်တယ်ချုပ်ရတာအရန်ခက်တယ်တဲ့ဒီမှာဒီဇိုင်းလေးတွေကလည်းမိုက်ပါတယ်ဒါလေးကနှာခေါင်းမွေးဒီဇိုင်းအမအနီးရဲကျေးဇူးပါရှင်လူချင်းဝယ်လာပြီးမယ်နော်